ရောင်းရည်လည်းကြားတယ်တော်တော်လည်းပေါ့အောင်လည်းကြောင်းသူကလောက်ကြပြီးတော့တော်တော်လည်းဒီစားလဲကြောင်းပြီးတော့ viewer တွေကြားတယ်ဟောဒီ TikTok ရနေတဲ့အကြောင်းပိုင်းသွားမှာဆိုတော့နော်ဒီစားလဲလောက်ကြောင်းရှင့်နေ့စိတ်ဒီမီဒီမှာမရှိဘဲနဲ့ပဲရအောင် ညက်တော့ဆောက်ပါရဲ့ဂျိုင် တေးတော့အဲ့ဆိုရင်တခါတော့အဲ့မြစ်တွေတော့လိုက်တော့ ဟုတ် ဘာဟုတ်လဲပြန်ထိုင်ကနင့်ကိုရွေးပြောနေတာဟာရွေးလို့မှလည်းဒုက္ခပဲ A few moments later. Ê,လာပြီလာပြီ ရှင်ဂျိုင်းရလေးကိုခဏလာခဲ့ပါအောင်နဲ့ အေးလာခဲ့မယ်လာခဲ့မယ် ရှင်ဘာနိုင်ပြေးတဲအောင်လဲ အော်ရေဟုတ်တာပဲသွားမယ် ဘိုးရလူပြောတော့